သားလေးရေဒီနေ့လဲဖေဖေအလုပ်ကနေပြန်လာပြီးအခန်းလေးထဲမှာတယောက်တည်းထိုင်နေတယ်အပြင်မှာမိုးတွေရွာနေတယ်ဒါပေမဲ့ဖေဖေရင်ထဲမှာတော့မိုးထက်တောင်ပိုလေးနေတယ်သားလေးရှိနေပြီဆိုတဲ့သတင်းကိုကြားရတဲ့နေ့ကဖေဖေဘလောက်ပြောခဲ့လဲသိလားဖုန်းကင်ပြီးရီးမိတယ်ဝမ်းသာလုံးလုံးမျက်ရည်တောင်ကျခဲ့တယ်ဒါပေမဲ့အဲ့ဒီဝမ်းသာမှုနောက်မှာနာကျင်မှုတစ်ခုလည်းရှိနေခဲ့တယ်သားလေးကိုစတွေ့ရမယ့်အချိန်မှာဖေဖေနားမှာမရှိနိုင်ဘူးဆိုတဲ့နာကျင်မှုပဲအခုချိန်မှာသားလေးကအမေးပိုက်ထဲမှာလှုပ်ရှားနေပြီထင်တယ်ဖေဖေကတော့မိုင်ထောင်ပေါင်းများစွာအဝေးမှာနေတိုင်းအလုပ်လုပ်ရင်းဖုန်းထဲကဓာတ်ပုံလေးတွေကိုပဲကြည့်နေရတယ်တခါလေငါတော့ဝေးဝေးကြီးမှာဘာလို့ရှိနေရတာလဲလို့ကိုမေးမိတယ်ဒါပေမဲ့အဖြေကအမြဲတူတယ်သားလေးအတွက်ဖေဖေရဲ့ပင်ပန်းမှုတွေဖေဖေရဲ့မျက်ရည်တွေဖေဖေရဲ့အိမ်လွှမ်းမှုတွေအားလုံးကသားလေးအတွက်ပဲဖေဖေမရှိတဲ့အချိန်မှာသားလေးမွေးလာမယ်ဆိုရင်ဖေဖေကိုစိတ်မကောင်းမဖြစ်နဲ့နော်ဖေဖေကမလာခြင်းလို့မဟုတ်ဘူးဖေဖေတို့မိသားစုလေးဘဝကောင်းကောင်းနေနိုင်ဖို့မဖြစ်မနေစူးစမ်းနေရလို့ပါတနေ့နေ့မှာသားလေးကကြီးလာပြီဖေဖေဘာလို့ကျွန်တော်နားမှာမရှိခဲ့တာလဲလို့မေးလိုက်ဖေဖေကိုခဏလောက်နားလေပေးပါနော်ဖေဖေကသားလေးနဲ့ဝေးခြင်းလို့ဝေးခဲ့တာမဟုတ်ဘူးသားလေးအနာကလှပစေခြင်းလို့ဝေးခဲ့တာသားလေးဖေဖေရဲ့အကြီးမားဆုံးဆူတောင်းကသားလေးချမ်းချမ်းမာမာမွေးဖွားလာဖို့လူကောင်းတစ်ယောက်ဖြစ်လာဖို့ပြီးတော့တနေ့မှာဖေဖေကိုပြုံးပြီးဖေဖေလို့ခေါ်ပေးဖို့ပဲအဲ့ဒီအတန်လေးကိုကြားရဖို့ဖေဖေဒီနေ့ထိဆက်ပြီးတောင်းခံနေတယ်ဆက်ပြီးစူးစမ်းနေတယ်ဘာကြောင့်လဲဆိုတော့သားလေးကဖေဖေဘဝရဲ့အကြီးဆုံးအားရင်ဖြစ်နေလို့ပါ